မင်္ဂလာပါမိတ်ဆွေများ Mind Power Control မှာကြိုဆိုပါရစေဒီနေရာမှာမိတ်ဆွေတို့နဲ့အတူအလှပမပါပဲအမှန်တရားတွေကိုပဲတိတ်တိတ်လေးပြောချင်ပါတယ်ကျွန်တော်တို့ရောက်နေတဲ့ခေတ်ကတိုးတက်လာတယ်လို့ပြောကြပေမယ့်လူစိတ်တွေကတော့နေတိုင်းနည်းနည်းစီပြက်နေတဲ့ခေတ်မဟုတ်ဘူးလားဒီခေတ်ကတရိษံကိုလူလိုဆက်ဆံတယ်လူကိုတော့တရိษံလူဆက်ဆံနေတဲ့ခေတ်အမေများနေရောက်ရင် line ပေါ်မှာ post တွေတင်ကြတယ်အမေကိုချစ်ပါတယ်လို့ဒါပေမဲ့မြေပြင်မှာတော့ဘိုးဘွားရိတ်သားတွေတိုးလာနေတဲ့ခေတ်တဏှာကိုမေတ္တာလို့အမိတက်ပြီးအချိုတက်လိုက်ကြတယ်အဲ့ဒီအချိုအုပ်မှာပဲမိဘမဲ့ကြီးဟာတွေပိုးပိုးပြီးများလာတဲ့ခေတ်အမှန်ပြောရရင်အမှန်ပြောတဲ့လူကလူမုံများတယ်မူတာပြောမှလူချစ်လူခင်များတဲ့ခေတ်ယောဝိထုနောက်ကိုလိုက်ရင်မပြည့်နိုင်တဲ့အလိုဆန္ဒတွေကိုထပ်ပြီးဖြည့်အဆုံးမှာတော့စိတ်ဓာတ်တွေပိုပြီးပြပြသွားတဲ့ခေတ်ငွေကိုဖျားလို့ကိုးကွယ်သည်ဖျားကိုတော့စော်ကားဖို့ဝန်မလေးတော့တဲ့ခေတ်ဈေးဝါးတွေကခေတ်မိလာတယ်ဒါပေမဲ့ယောဂါတွေကတော့ပိုပြီးတိုးလာတဲ့ခေတ်အသက်ရှင်နေတုန်းမှာမုဒိတမပွားနိုင်ဘူးသေသွားမှာကရုဏာကိုပြန်ရှားကြတဲ့ခေတ်ဒီခေတ်ကိုခေတ်ပြတ်လို့ခေါ်မလားဒါမှမဟုတ်လူစိတ်ပြတ်သွားတဲ့ခေတ်လို့ပဲခေါ်မလားမိတ်ဆွေကတော့ဘယ်လိုထင်လဲမှန်တယ်လို့ထင်ရင်ကိုယ်စိတ်ကိုမလင်ပဲ comment မှာကိုယ့်အမြင်ကိုမဖုံးပဲရေးခဲ့ပါ like လုပ်ပြီးကိုယ့်လိုခံစားနေတဲ့သူတွေကို share ပေးပါဒီလိုအမှန်တရားတွေကိုစက်ကြားခြင်း subscribe လုပ်ထားပါခေတ်ပြတ်ထဲမှာတော့လူစိတ်မပြတ်အောင်အတူတူတတိပေးကြရအောင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ